ရိုနယ်ဒီညိုစီကနေတည်ယူခဲ့လို့မက်ဆီအောင်မြင်ခဲ့တာဆိုပြီးတော့ပြောလာခဲ့တဲ့ဟင်နရီလာဆင်မက်ဆီမှာကြီးကျယ်တဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့လားလာရှိခဲ့ဆိုတာခင်ဗျားတို့လည်းမြင်နိုင်ပါတယ်အဲ့ချိန်တော့ကျွန်တော်ကဘာအကောင်းဆုံးကစားသမားဖြစ်တဲ့ရိုနယ်ဒီညိုနဲ့အတူကစားနေခဲ့တာပါဒါပေမဲ့သူ့ကိုကြော်ဖြတ်လို့ရသေးတယ်ဆိုတာမက်ဆီပြသခဲ့ပါတယ်သူမှာကောင်းတဲ့ဘောလုံးထိန်းချုပ်ပုံအပြေးအားစကီးနဲ့အမြင်တွေရှိခဲ့ပါတယ်ဒါလိုရည်သွေးတွေရှိတာတခုပါဒါပေမဲ့ဒါတွေအားလုံးအတူတကွပေါင်းစားနိုင်မှုဆိုတာနောက်ရာတစ်ခုဖြစ်ပါတယ်လို့ဘာစရာနဲ့ဆွီဒင်တိုက်စစ်မှုအောင်ဟင်နရီလာဆင်ကပြောလာခဲ့ပါတယ်လာဆင်ဘာစရာမှာ2004ကနေ2006တွင်ကစားခဲ့တဲ့ဆွီဒင်တိုက်စစ်မှု2ဖြစ်ပြီးတော့သူရဲ့ကစားမဘွားမှာဘောလုံးလောကရဲ့ထူးချွန်တဲ့ကစားမတွေနဲ့အတူတွဲကစားခဲ့ရပါတယ်လာဆင်ကမက်ဆီမှာကမ္ဘာအကောင်းဆုံးကစားမဖြစ်လာဖို့လားလာရှိရလို့စောပိုင်းကမြင်ခဲ့လို့ဖော်ပြခဲ့ပါတယ်ဒီချိန်မှာမက်ဆီအသက်18သာရှိသေးပြီးဘာစရာလူငယ်ကယ်မီတင်းကနေစီနီယာအသင်းနဲ့စတင်ဝင်ရောက်လာချိန်ပါလာဆင်စကားထဲမှာမက်ဆီရဲ့လားလာကိုဖော်ပြရင်းနဲ့ရိုနယ်ဒီညိုနဲ့နိုင်ရှင်လာတာအထူးစိတ်ဝင်စားစရာပါရိုနယ်ဒီညိုက2000ခုနှစ်ကာလတွေရဲ့ဘောလုံးလောကမှာအကောင်းဆုံးတိုက်စစ်ကစားမတူဖြစ်ခဲ့ပြီးတော့ဘာစီလိုနာ AC မီလန်တို့မှာထူးချွန်ခဲ့ပါတယ်လာဆီယာရိုနယ်ဒီညိုကိုမြင်မှုမြအကောင်းဆုံးဘောလုံးသမားလို့သတ်မှတ်ခဲ့ပြီးတော့မက်ဆီကသူ့စီကနေတင်ပြီးတော့ကြော်ဖြတ်နိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်မက်ဆီနဲ့ရိုနယ်ဒီညိုကမတူညီတဲ့ခေတ်နှစ်ခုမှာကစားခဲ့ကြရမယ်သူတို့ရဲ့ကစားရမှာတူညီတဲ့အချက်တွေနဲ့ထူးခြားတဲ့အရေးသွေးတွေရှိခဲ့ပါတယ်လာဆင်ကမက်ဆီရဲ့ဘောလုံးထိန်းချုပ်မှု PR စကင်းနဲ့အမြင်တွေကိုကြီးကျူးခဲ့ပြီးတော့ဒီအရေးသွေးတွေကိုပေါင်းစပ်နိုင်မှုကမက်ဆီကိုထူးခြားစေတယ်လို့ဖော်ပြခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iPad ခွန်ရှိကိုနဲ့ Five Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်3994544654ကိုဆက်သွယ်လိုက်ပါရိုနယ်ဒီညိုဘောလုံးသမိုင်းမှာအကောင်းဆုံးတိုက်စစ်မှုတွေကတူးဖြစ်ခဲ့ပါတယ်သူရဲ့အရန်ကိုမြန်ဆန်တဲ့ပြေးအားဘောလုံးထိန်းချုပ်မှုနဲ့ရင်းရွယ်ကစားရတဲ့ဂိုးသွင်းနိုင်စွမ်းကပြိုင်ဘက်ခံစစ်တွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်ဥမာ1996ကျော်ကျော်ကဘာစရာမှာသူသွင်းခဲ့တဲ့ဂိုးတွေကတယောက်တည်းပြိုင်ဘက်တွေကိုကြော်ဖြတ်ပြီးတော့သွင်းခဲ့တာတွေများပါတယ်လာဆင်ကရိုနယ်ဒီညိုရဲ့အရာရာကိုပြုံးလေးနဲ့ကင်တွေပြသွားခဲ့တာလို့ဖော်ပြခဲ့ပါတယ်ဒါသူ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ဖိအားတွေကိုပေါ်ပပရင်ဆိုင်နိုင်တဲ့စွမ်းရည်ကိုဆိုလိုပါတယ်ဒါရိုနယ်ဒီညိုရဲ့ထူးခြားစေတဲ့အချက်တစ်ခုဖြစ်ခဲ့ပါတယ်ရိုနယ်ဒီညိုဒူးတန်အကြောင်းဇာမဘွားကနေခက်ခဲတွေရေးဆိုင်ခဲ့ရပေမယ့်2002ကမ္ဘာဖလားမှာဘရာဇီးကိုချန်ပီယံဆုရဖို့ဦးဆောင်ခဲ့ပါတယ်ဒါသူ့ရဲ့ပြန်လည်ထူထောင်နိုင်စွမ်းကိုသက်သေပြနေပါတယ်မက်ဆီရဲ့ဘောလုံးထိန်းချုပ်မှုကအမှုပညာတစ်ခုလိုပါပဲသူရဲ့ခြေထောက်နဲ့ဘောလုံးထိန်းချုပ်ပုံကပြိုင်ဘက်တွေကိုအလွယ်တကူကြော်ဖြတ်နိုင်စေခဲ့ပါတယ်ဥပမာ2009ခုနှစ်မှာဂီတာဖေးဘက်ကိုသွင်းခဲ့တဲ့ဂိုးဟာရိုနယ်ဒီညိုရဲ့ကစားရနဲ့ဆင်တူပြီးတော့မက်ဆီရဲ့စွမ်းရည်ကိုသက်သေပြခဲ့တာမျိုးပါမက်ဆီကဂိုးသွင်းသူတူးတာမကဖန်တီးနိုင်သူတဦးလည်းဖြစ်ပါတယ်သူရဲ့ပွဲစားစဉ်တွင်းမှာပွဲပေါ်ရှုမြင်ဖတ်တတ်တဲ့အမြင်ဟာပြိုင်ဘက်ခံစစ်တွေကိုဖယ်ထုတ်ပြီးတော့အသင်းမော်တွေဂိုးသွင်းနိုင်တဲ့ခွင်းတွေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်မက်ဆီက2005ကနေ2021ထိဘာဆာမှာတင်ရင်တဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီးတော့ဘလန်ဒေါဆု8ကြိမ်ရရှိခဲ့ပါတယ်ဒါသူ့ရဲ့စဉ်းစားမပြတ်ထူးချွန်မှုကိုသက်သေပြနေပါတယ်လာဆင်ကမက်ဆီရဲ့အရေးသွေးတွေကိုပေါင်းစပ်နိုင်မှုလို့ဖော်ပြခဲ့ပါတယ်ဒါမက်ဆီရဲ့အောင်မြင်မှုမှာအဓိကတော့ချက်ဖြစ်ပါတယ်လာဆင်ကမက်ဆီကရိုနယ်ဒီညိုစီကနေတင်ခဲ့တာလို့ဖော်ပြသွားတာပါရိုနယ်ဒီညို2003ကနေ2008ထိဘာဆာမှာကစားခဲ့ပြီးတော့သူ့ရဲ့ကစားရန်ကမက်ဆီရဲ့လူငယ်ဘဝမှာလွှမ်းမိုးမှုတစ်ခုဖြစ်ခဲ့ပွဲရှိပါတယ်ရိုနယ်ဒီညိုရဲ့အပြေးအားပြည့်ပြည့်စုံမှုနဲ့ PR ကိုပေါ့ပပရင်ဆိုင်နိုင်မှုတွေကိုမက်ဆီကပုံစံယူခဲ့ပြီးတော့သူ့ရဲ့ကစားရန်မှာပေါင်းစည်းနိုင်ခဲ့တာပါပရိသတ်တို့ကလာဆင်ရဲ့စကားတွေပေါ်ဘလို့မြင်ကြလဲမက်ဆီကရိုနယ်ဒီညိုစီကတင်ခဲ့တာလားကွဲထမင်းချက်ကိုပြောပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ